1985ခုနှစ်အမေရိကန်မြို့တစ်မြို့မှာလူတွေတန်းစီနေကြတာကိုမိတ်ဆွေတို့မြင်ကြပါလိမ့်မယ်။သူတို့ရှိမှလည်းအချိုရည်ထည့်ထားတဲ့ဖန်ခွက်နှစ်ခွက်ထားပါသေးတယ်။အမတ်တစိမ့်မပါသလိုနာမည်လည်းမပါပါဘူး။ပြီးတော့အဲ့ဒီနှစ်ခွက်စလုံးတောက်ခိုင်းပြီးတော့ဘယ်ဟာပိုကောင်းလဲလို့မေးတယ်။လူအများစုရွေးလိုက်တဲ့အဖြေကကမ္ဘာအကြီးဆုံးကုမ္ပဏီတွေကတစ်ခုဖြစ်တဲ့ Drink ကုမ္ပဏီတစ်ခုထိတ်လန့်စေခဲ့ပါတယ်။ဒါဟာ soft drink စစ်ပွဲမဟုတ်ပါဘူး။ဒါက marketing စစ်ပွဲဖြစ်တယ်လို့ celebrity စစ်ပွဲလည်းဖြစ်ပါတယ်။ကမ္ဘာအကြီးဆုံး brand eco စစ်ပွဲလို့ဆိုလို့ရပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကိုလာနဲ့ပစီတို့ရဲ့နှစ်ပေါင်း100ကျော်ကြာပြိုင်ဆိုင်မှုပြင်းထန်တဲ့ marketing ပြိုင်ပွဲအကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ Coca-Cola နဲ့စလိုက်ကြတာပေါ့။ Coca-Cola ကုမ္ပဏီကို1886ခုနှစ်မေလ10ရက်နေ့အတလန်တာမြို့မှာစတင်ခဲ့တာပါ။စချင်းမှာတော့ soft drink အဖြစ်ရောင်းချခဲ့တာမဟုတ်ဘဲနဲ့ဆေးရည်အဖြစ်သာရောင်းချခဲ့တာပါ။ American ဆေးဝါးဆရာဝန်ဖြစ်တဲ့ John Steve Pemberton ဆိုတဲ့သူဟာသူ့ရဲ့ကိုယ်ပိုင်ဆေးဆိုင်မှာပဲတစ်ခွက်ကို9စန်းနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာထူးခြားတာတစ်ခုဟာ Coca-Cola ဆိုတဲ့နာမည်ကို Pemberton ကပေးခဲ့တာမဟုတ်ပါဘူး။ Pemberton ရဲ့ဆေးရည်တစ်ယောက်က Coca-Cola ဆိုပြီးတော့နာမည်ပေးခဲ့တာဖြစ်ပါတယ်။ Brand ရဲ့ secret logo ကလည်း Pemberton ရဲ့ဆေးရည်ကပဲလက်နဲ့ရေးဆွဲပေးခဲ့တဲ့ဒီဇိုင်းဖြစ်ပါတယ်။ ပစီကကြတော့ Pepsi Cola ကို1898ခုနှစ်မှာ Caleb Braden ဆိုတဲ့ဆေးဝါးဆရာဝန်တစ်ယောက်ကပဲအမေရိကန်နိုင်ငံ New Brand မြို့မှာရှိတဲ့သူ့ရဲ့စမ်းသပ်ခန်းထဲမှာပဲ soft drink တစ်မျိုးကိုဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ဒီအချိန်မှာတော့သူ့ကို Pepsi လို့မခေါ်သေးပါဘူး။ Caleb Braden ရဲ့နာမည်ကိုပဲအစွဲပြုပြီးတော့ Braden ဆိုတဲ့နာမည်နဲ့ဆိုင်လေးစခဲ့တာပါ။ Braden အစားကတော့သူ့ရဲ့ရည်ရွယ်ချက်ကအစာကြေစေဖို့၊ဘိုင်းမနာစေဖို့၊တက်ကြွနေစေဖို့ဒီလိုရည်ရွယ်ချက်တွေကြောင့်ပဲ1898ခုနှစ်အရောက်မှာတော့နာမည်ကို Pepsi Cola လို့ပြောင်းလိုက်တာဖြစ်ပါတယ်။ Pepsi ဆိုတာ Dyspepsia အစာမကြေခြင်းဆိုတဲ့စကားလုံးကနေလာတာဖြစ်ပါတယ်။ကဲဒီနေရာမှာ Coca-Cola နဲ့ Pepsi ကိုကြည့်မယ်ဆိုရင် Coca-Cola က1886ခုနှစ်မှာစခဲ့တာဆိုတော့ Pepsi ထက် market ထဲကိုအရင်ရောက်နေခဲ့တာလို့ဆိုလို့ရပါတယ်။ဒီနေရာမှာ Cola နဲ့ Pepsi ကဘာလို့ Cola ဝါဆိုတဲ့အထိဖြစ်ခဲ့ကြတာလဲ။ဘာပြဿနာတွေများရှိခဲ့ကြတာလဲ။1930 American စီးပွားရေးပြက်ကက်ကြီးကြားရောက်တဲ့အချိန်မှာလူတွေကဘာပဲဝယ်ဈေးတက်တာကိုရွေးဝယ်ခဲ့ကြတာပါ။ဒီအချိန်မှာ Pepsi ဘက်က355မီလီရှိတဲ့တပလင်းကို5 cent နဲ့ရောင်းချခဲ့ပါတယ်။တစ်ဖက်မှာကျတော့နာမည်ရနေပြီဖြစ်တဲ့ Coca-Cola ကုမ္ပဏီက190မီလီကို5 cent နဲ့ရောင်းနေတော့မှဖြစ်ပါတယ်။ဒီအခွင့်အရေးကို Pepsi ဘက်ကကောင်းကောင်းအသုံးချရတယ်လို့ဆိုလို့ရပါတယ်။ Pepsi ကဂျင်ဂယ်ဆိုတဲ့ကြော်ညာတခြင်းတစ်ပုဒ်ကိုပြုလုပ်ခဲ့ပါတယ်။ Nickel ဆိုတာကကျတော့ American 5 cent ကွိုင်ကိုဆိုလိုတာဖြစ်ပြီးတော့အဲ့ဒီအချိန်မှာ Pepsi က5 cent နဲ့355မီလီရှိတဲ့ပလင်းအကြီးကိုရောင်းနေခဲ့တော့တခြင်းရဲ့အဓိပ္ပာယ်ကိုပြန်ကောက်ရမယ်ဆိုရင် Nickel ဂျင်ဂီဆိုတာက5 cent ပဲပေးပိုကြီးတဲ့ပလင်းရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။ Coca-Cola ဘက်က190မီလီပလင်းကို5 cent နဲ့ရောင်းနေချိန်မှာ Pepsi ဘက်ကဒီလိုမျိုးလုပ်ခဲ့တာကြောင့်စီးပွားရေးပြက်ကပ်ဖြစ်နေတဲ့အပေါ်မှာစားသုံးသူတော်တော်များများ Pepsi ဘက်ကိုလှည့်သွားကြတာဖြစ်ပါတယ်။ဒီနေရာမှာမိတ်ဆွေတို့သတိထားမိကြလားဗျ။ Cola နဲ့ Pepsi ကသူတို့ရဲ့ marketing နဲ့ target ကမတူကြဘူးဆိုတာ။ Coca-Cola ကကြတော့နှွေးထွေးမှုတန်ရောစဉ်အမတ်တရားတွေကိုအခြေခံပုံဖော်ထားတဲ့ brand ဖြစ်ပြီးတော့ Pepsi ကကြတော့စမ်းတက်တစ်လွင်နဲ့ခေတ်ရည်စီကြောင်းနဲ့အလိုက်အရာရာပြောင်းလဲနေတဲ့ဆိုတဲ့အရာကိုပုံဖော်တဲ့ brand ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဇလန်ကိုစက်မယ်ဆိုရင်အပေါ်မှာပြောခဲ့သလို Pepsi ဘက်ကစိတ်ကြည်ညာလိုက်တဲ့အချိန်ထိ Coca-Cola ဘက်ကဘာမှမတုံ့ပြန်သေးပါဘူး။ဒါကို Pepsi ကနောက်တစ်ကြိမ်စိတ်ကြည်ညာပြန်มาတော့တယ်။ဒီတစ်ခါကတော့တော်တော်လေးထိရောက်ခဲ့တယ်လို့ဆိုရပါမယ်။ Pepsi ဘက်က blind test marketing လုပ်ခဲ့တာဖြစ်ပါတယ်။လူတွေကို Coca-Cola နဲ့ Pepsi ကိုနာမည်မပြောဘဲနဲ့စမ်းတောက်ခိုင်းခဲ့ပါတယ်။ပြီးတော့ဘယ်အရသာပိုကောင်းလဲမေးတယ်။တောက်သုံးသူတွေစီကနေ Pepsi လို့ရွေးခဲ့ကြပါတယ်။ဒါကို Pepsi Challenge ဆိုပြီးတော့ခေါင်းစဉ်တက်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုရက်က Coca-Cola ရဲ့ image ကိုအကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ဒီအချိန်မှာတော့ Cola ဘက်ကလည်းငြိမ်ခံမနေတော့ဘဲနဲ့အသစ်အဆန်လုပ်မယ်ဆိုပြီးတော့1985ခုနှစ်မှာ New Coke ဆိုပြီးတော့ Original Formula ကိုပြောင်းလိုက်တဲ့အခါထိုင်နေတာအကောင်ထသွားမှကျိုးဆိုတဲ့စကားအတိုင်းပဲ Coca-Cola fan တွေအကြီးအကျယ်ကိုဒေါသထွက်ခဲ့ပြီးတော့ bad review တွေတန်းစီလာခဲ့ပါတော့တယ်။နောက်ဆုံးမှာ Cola ဘက်ကအရင် Classic Formula ကိုပဲပြန်လည်ထုတ်လုပ်ခဲ့ပါတယ်။ဒီလိုနဲ့အချိန်တွေကြာလာတာနဲ့အမျှခစ်တွေပြောင်းလာတာနဲ့အညီ Cola နဲ့ Pepsi တို့ရဲ့စစ်ပွဲကတဖြည်းဖြည်းသွေးအေးလာခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ပြိုင်ဆိုင်မှုကတော့မရက်သေးပါဘူး။ခစ်တွေပြောင်းလာတာနဲ့အပြိုင်ဖတ်ဖူတွေကတော်တော်လေးကို market ထဲကိုရောက်လာခဲ့ပါတယ်။ customer ဘာက order လုပ်နေတဲ့အချိန်မှာ Cola နဲ့ Pepsi ဘာကိုရွေးမလဲဆိုတာပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတော့တယ်။မက်တော်နေကတော့ Cola ရဲ့အချစ်ဆုံး partner လို့တော့ဆိုလို့ရပါတယ်။ Cola ဘက်ကမက်တော်နေဆိုပြီးတော့တီးတန်း formula ထုတ်ပေးတဲ့အထိပါပဲ။မက်တော်နေမှာရတဲ့ Cola ရဲ့အရာသာကိုလူချင်းမင်းတို့ဘယ်မှရနိုင်မှာမဟုတ်ပါဘူး။ဒီလောက်တောင် Cola ဘက်ကနေလုပ်ပေးထားတာပါ။ Pepsi ဘက်ကိုကြည့်မယ်ဆိုရင်တော့သူ့ဘက်မှာ KFC ရှိနေခဲ့ပါတယ်။ဒါပဲတော့မဟုတ်ပါဘူး။ Pepsi ဘက်မှာတော့ Pizza Hut နဲ့ Taco Bell လည်း
ပီဇာဘက်မှာရှိနေကြတာပါပစီကကြတော့ကိုကာကိုလာနဲ့မတူပါဘူးကိုကာကိုလာကတော့ restaurant အနေနဲ့ပါတနာရှင်းလုပ်တာပါပစီကကြတော့ restaurant တွေကိုအပီးဝယ်ပြလိုက်တာပဲဖြစ်ပါတယ်1990ခုအရောက်မှာပစီကသူ့ရဲ့ restaurant business ကိုရန် brand ဆိုပြီးတော့ပြောင်းလဲပစ်လိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့ drink contract ကတော့ရှိနေသေးပါပဲကိုကာကိုလာကကြတော့ Burger King, Subway, Chick-fil-A လို brand တွေနဲ့ contract လုပ်ခဲ့ပါတယ်ကိုကာကိုလာသူ့ရဲ့ brand image ကို premium brand တစ်ခုလိုဖြစ်အောင်တည်ဆောက်ထားတာဖြစ်ပါတယ်1886ခုနှစ်တည်းကစခဲ့တဲ့ကိုလာရဲ့ brand logo ဟာယနေ့အချိန်ထိလည်းဒီ logo ပဲသုံးနေတာဖြစ်ပါတယ်ဒါကိုကြည့်ချင်းအပြင်ကိုလာသူ့ရဲ့ brand ကိုကန်နဝင် brand တစ်ခုအဖြစ်မြင်စေချင်တာဖြစ်ပါတယ်သူတို့ရဲ့ကြော်ညာတွေကိုကြည့်မယ်ဆိုရင်လည်းမိသားစုနဲ့ပတ်သက်တာတွေတန်ရောစင်တွေကိုအဓိကပုံဖော်ပြတာပဲဖြစ်ပါတယ်ပစီကကြတော့သူ့ရဲ့ brand ကိုခက်နဲ့အလိုက်ပြောင်းလဲနေတဲ့အရွေးတစ်ခုပုံဖော်တာပဲဖြစ်ပါတယ်ဒီ brand တစ်ခုကအခုချိန်မှာတော့တကမ္ဘာလုံးဆိုင်ရာ market share အရကိုလာအန်နဝမ်မှာရှိနေပြီးတော့ပစီကတော့အန်တူးမှာဖြစ်ပါတယ်အခုလိုစစ်ပွဲတွေ marketing လှုပ်ရှားမှုတွေ ego တိုက်ပွဲတွေအပြီးမှာတော့တကယ်အနိုင်ရခဲ့တာဘာတူလဲပစီလားကိုကာကိုလာလားအမှန်တော့ဒီစစ်ပွဲကိုစတင်ခဲ့တဲ့1886ခုနှစ်ကစေးဆိုင်တွေကဖန်ကွက်လေးကနေ1985ရဲ့ပစီချဲလန်နေ1985ရဲ့ New Code အရှုပ်ရှင်နေ Fast Food ကောင်တာအောက်ကဘီလီယံဒေါ်လာ contract တွေအထိသူတို့နှစ်ယောက်လုံးမရှုံးခဲ့ကြပါဘူးကိုကာကိုလာကအမှတ်တရကိုရောင်းတယ်မိသားစုနဲ့အတူထိုင်တောက်တဲ့အချိန်တွေ Christmas truck classic logo နှွေးထွေးမှုတွေကိုရောင်းတယ်ပစီကတော့ trend ကိုရောင်းတယ်ဘိုက်ကယ်ဂျက်ဆန်လို celebrity တွေ Super Bowl 8လူငယ်စွမ်းအားကိုရောင်းတယ်တယောက်က tradition နဲ့တယောက်က trend တယောက်က memory တယောက်က moment နဲ့ဒီနေ့ကမ္ဘာ market share ရာ Coca-Cola က number 1ပစီက number 2နေရာမှာရှိနေပါတယ်ဒါပေမဲ့ဘာက order လုပ်တဲ့အချိန်မူဘီချင်းကန်တလုံးကိုဖွင့်တဲ့အချိန်အပူပြင်းတဲ့နေ့လည်ခင်းမှာအေးမြမှုကိုလိုချင်တဲ့အချိန်မိတ်ဆွေရွေးတဲ့အရာက market share နဲ့မဆိုင်ပါဘူးမိတ်ဆွေရွေးတာမိတ်ဆွေရဲ့ personality ဖြစ်တတ်ပါတယ်ဒါကြောင့်ကိုလာဝါဆိုတာအချိုရည်နှမျိုးရဲ့စစ်ပွဲမဟုတ်ပါဘူးဒါဟာ brand position နဲ့စစ်ပွဲ psychology စစ်ပွဲ identity စစ်ပွဲဖြစ်ပါတယ်နှစ်ပေါင်း100ကျော်ကြာခဲ့တဲ့ဒီစစ်ပွဲကအခုချိန်ထိမပြီးသေးပါဘူးနောက်တစ်ခါမိတ်ဆွေကိုလည်းကုတ်အော်ပစီလို့မေးလာတဲ့အခါဒီမေးခွန်းလေးရဲ့နောက်မှာရာဇဝတ်တစ်ခုစာ marketing history ရှိနေရဆိုတာလေးတော့သတိရပေးပါဒီတော့မိတ်ဆွေကဘယ်သူဘက်ကရက်တီမလဲကိုလာလားပစီလားကိုမတ်မှာရေးပေးခဲ့ကြပါအောင်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အတွေ့တစ်ခုခုရမယ်ဆိုရင်တခြားသူတွေကိုလည်းမျှဝေပေးခဲ့ပါအောင်နော်ဒီဗီဒီယိုကနေမိတ်ဆွေတို့အတွေ့အသစ်အမြင်သစ်တွေရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးဖို့အတွက်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်